ဒီလိုအရသာရှိတဲ့ငါးဟင်းတပိတ်ကိုဘယ်လိုချက်တယ်ဆိုတာကိုကျွန်တော်နဲ့အတူတူလိုက်ပါကြည့်ရှုဖို့ဖိတ်ခေါ်လိုက်ပါတယ်နော်ငါ့ကိုစီတော့ပြမကျွန်တော်စာဟင်းချုံမို့အဲ့ဒါတွေကိုရောထည့်တယ်စာတုံယွန်းပြမဟင်းချုံမို့အနည်းငယ်လေးပေါ့နော်အရသာရှိသွားအောင်ဒီလိုရှင်စနေမှုပါတခါရဲထည့်လိုက်မယ်ပြီးတဲ့အခါကျတော့ကျွန်တော်ပန်းငံပြရေးလေးလက်ထည့်တယ်နောက်ပြီးတော့ခရုစီလဲကျွန်တော်အနှဲငယ်ထည့်ထားလိုက်ပါတယ်နော်အရသာအရင်ဂျာညုရဲ့ခရုစီရဲ့ဇနွေးမှုရဲ့စားရဲ့ချုံမှုရဲ့ထည့်ထားပါတယ်နော်အဲ့ဒါကိုကျွန်တော်ရောသမမွေပြီးတော့မှ9မိနစ်လောက်ကျွန်တော်ခဏစိန်ထားလိုက်မယ်နော်ကျက်သူနေနဲ့ကျက်သူပြုတ်ထက်ဒါတော့ကျွန်တော်ရွှေဝါပေါ့နော်ရွှေဝါတပိတ်တာချက်တာဖြစ်ပါတယ်ရေတန်းမထည့်ပါနဲ့နော်ရေတန်းမထည့်ပါနဲ့ခဏနေတွားနဲ့သူအရေထွက်လာပါလိမ့်မယ်နော်ကဲအရသာလေးရလဲအစဉ်ပြီးသွားပြီဆိုတော့ကျွန်တော်ဂျင်းလေးထည့်လိုက်မယ်နော်ဂျင်းပလေးနဲ့ကျွန်တော်မွေးလိုက်မယ်နော်ရတာစားအနည်းငယ်နဲ့ချုံမအနည်းငယ်ကျွန်တော်ထပ်ပြမထည့်လိုက်ပါနော်အဲ့ဒါဆိုရင်ရပြီအရှမ်းကောင်းတယ်နော်တရားတိုင်းတာချက်လိုက်သမင်းမိတ်မမိတ်အနက်ကလည်းအရှမ်းမှိုက်တယ်သူကတအားချင်းမွေလို့မရအောင်တအားချင်းမွေအကုန်လုံးအသားတွေကပဲ့ကုန်တော့မှအဲဒါကြောင့်အသားလေးပဲအပေါ်ကနေတဖွာဖွာလေးနဲ့ပဲလိုက်တာနော်โอเคအခုစားလို့ရနေပါပြီเนาะมินได้แล้วเนี่ยเคยကဲငါဟင်းကတော့ရရှိနေပါပြီเนาะကဲစားကြမယ်ဟင်းကောင်းကောင်း